ဇလန်းအနီအိမ်နာကနေအိမ်မက်အထိလက်ကောင်ကြီးကမောင်ဆိုးလိုင်း29နှစ်မြန်မာနိုင်ငံမော်ရမြိုင်မြို့မှာမွေးဖွားပြီးတက္ကသိုလ်တက်တော်လဲနိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့်အလုတ်ကင်ရှားပါလာသည့်အခါထိုင်းနိုင်ငံသို့ထွက်ခွာသူဇလန်းအချင်း2021ခုနှစ်အလယ်ပိုင်းမှာမောင်ဆိုးလိုင်ဟာဘာမှမရှင်းသေးတဲ့အနာဂတ်နဲ့ရန်ကုန်ကနေထွက်လာတဲ့တက္ကသိုလ်အဆင့်ပညာရရှိပြီးဖြစ်တော်လဲနိုင်ငံရေးအခြေအနေကြောင့်အလုတ်ကင်ခွင့်လန်းတွေပျောက်ကွယ်လာခဲ့တယ်။ထိုင်းနိုင်ငံထိုင်ဘန်ကုန်းမြို့ကိုတရားမဝင်အလုသမားအဖြစ်ဝင်ရောက်ခဲ့ပြီးစက်ရုံတွေစားတောက်ဆိုင်တွေမှာစင်ကြယ်ရေးပစ္စည်းတင်ပကံဆေးစတာတွေကိုလုပ်ခဲ့ရတယ်။အလုတ်ကင်မှာအင်အားနဲ့အသက်ပညာနည်းနည်းနဲ့စာပြီးရိုးသားမှုအချိန်မှန်မှုတန်တန်ရှင်းရှင်းနဲ့ရေရှည်ကြိုးစားမှုကြောင့်တဖြည်းဖြည်းနဲ့အကြောင်းအရာတွေပြောင်းလာတယ်။သူပထမဆုံးစိတ်ဝင်စားတာကတော့ကော်ဖီစက်လုပ်ငန်းဟိုတယ်တွေမှာထိုင်းက cafe တော်တော်များများသွားပြီးအောင်မြင်နေတဲ့ local business တွေကိုအကောင်းဆုံးကြည့်နေကြဖြစ်တယ်။နှစ်အကြာမှာမောင်ဆိုးလိုင်ကသူ့ဘော်ရာအခန်းလေးကနေငှားထားတဲ့အခန်းတစ်ခန်းထဲမှာထူဘရိုဆိုတဲ့မြန်မာစတိုင်ထုတ်ကော်ဖီဝယ်ယူကြော်ရတဲ့ take away cup တစ်ခုစတင်တည်ထောင်နိုင်ခဲ့တယ်။ယနေ့မှာထူဘရိုသဲလန်ဟာ Facebook Craft Food Panda တို့မှာဈေးကွက်ရှိလာပြီးမြန်မာထိုင်း customer တွေအတွက်တာမန်အရသာမဟုတ်တဲ့တန်လွင်ကော်ဖီနဲ့မုန့်ကင်တွေကိုအဓိကထားရောင်းချပါတယ်။သူ့အောက်မှာလည်းမြန်မာလုပ်သား၈ယောက်ခန့်အလုပ်လုပ်နေကြပြီးဝင်ငွေတစ်လလျင်2 သိန်းထိုးပါတက်နေတာဖြစ်တယ်။